သူကဒုက္ခတဲ့စခန်းကလူကြီးတွေကလာပူထားတာသူဘေကရောက်လာလဲဘယ်သူလဲဆိုတာမသိဘူးစကားမပြောတတ်ဘူးစကားမပြောတတ်တဲ့ခါကျတော့သူဘာမှလည်းမေးလို့မရဘူးသူတို့နားလေတာကသူပြောတဲ့ဟာအိမ်ပြန်ချင်းနေဆိုတာပဲရှိတယ်သူမှကလေးတယောက်ရှိတယ်အိမ်ပြန်ချင်းနေဆိုတာဒါပဲရှိတယ်သူအခုလဲသူရှိထားတဲ့ကိုယ်ကအဲ့လိုမျိုးပမာစစ်သားပဲလို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့သူကဒါမျိုးဆိုပမာစစ်သားဒါမျိုးဆိုကြရေပေါ့အဲ့ခါကျတော့သူကဒါမျိုးလုပ်တယ်ဒါမျိုးပေါ့အရင်တစ်ခေါက်လဲဒါမျိုးပေါ့နော်ဒါအခုဒီတစ်ခေါက်လဲဒါမျိုးလားဆိုမဟုတ်ဘူးလေဒါအဲ့စပမာစစ်သားနောက်တစ်ခုကသူတို့ဒီကျုံးမှာထားတယ်ဆိုတော့အဆင်မပြေဘူးတယောက်လာရင်လည်းမင်းနေပေါ့နော်အဲအကြောင်းဒီလိုမျိုးဒုက္ခရောက်တဲ့အမျိုးသမီးတွေတတ်တနေရာမှာထားတယ်စော်ကားလိုက်တယ်ပေါ့အဲ့ဒါကိုသူတို့ကအားလုံးခြိထားပြီးတော့လူအကုန်လုံးခြိထားတယ်ခြိထားပြီးတော့မော့မကြည့်နဲ့ခြိထားဒီလိုခြိတာကျိုလက်ကိုခြိတဲ့ခါကျမော့လို့မရဘူးအဲ့လိုမော့ကိုခြိထားပြီးတော့တယောက်မှမော့မကြည့်နဲ့ဆိုပြီးပြန်မလာတယ်ရဲ့ policy ကဒီကချင်လူမျိုးများမြစ်ပြအောင်စီတို့ကချိန်အောင်အဲ့ခါကျတော့ကဲကလေးတွေတွေ့ရင်လည်းကဲကလေးပဲမိမတွေ့ရင်လည်းကဲကတော့ပဲအမျိုးသမီးတွေဖြစ်နိုင်ရင်ဘယ်သူပဲဖြစ်တဲ့အင်းကြီးချင်းပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်တိုင်ပဲဖြစ်ဖြစ်တပါတီအောင်ဉာဏ်ပို့ထုတ်နေတော့ပိုပြီးကောင်းလိမ့်မလားလို့အဲ့ဒီတစ်ခုပဲပြီးနေဒါမဲ့ကျွန်တော်တို့ကတိတဲ့အတိုင်းနော်ဆရာတို့တိတဲ့အတိုင်းဒီမှာအင်းမျိုးတတိကမမွေးဖြစ်ကြပါဘူးကျွန်တော်စိတ်အခါကျပိုပြီးခံရတော့ပေါ့ကိုညီနိုင်တဲ့လူဘလို့ကိုညီနိုင်တဲ့လူဘလို့ကိုညီဖို့ပဲဗါလဲအကူတကြီးနဲ့မျောနေရတဲ့အချိန်ဖြစ်